မင်္ဂလာပါစိတ်ဆောက်ဖေးပြီဆိုတော့အဲ့ဒါလာမှာတော့တဲ့ဘော်ကျူစီပူပွဲလေးဘယ်လိုกินလဲဆိုတာသိသိချင်းလို့ဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျအဲ့ဒါဝယ်သောတော့တွေကတော့ပစုံ၄ကောင်စီရှဲ၄လုံးရှိတယ်ပြီးရင်ခယူဖြူက၄ရက်ကလန်ရှိပါတယ်ခင်ဗျပြီးရင်ကင်းမွန်က၂ရက်ကလန်ရှိပါတယ်ခင်ဗျဒီရလေးတတ်ရှင်းလုပ်ပြီးလီးမယ်ရသောဝင်အောင်လီးပါတယ်ခင်ဗျကိုဒီဘက်လေးနေတော့ဟိုဘက်ဘော်ကျူဖို့လဲမိခွေပေးထားပါတယ်ခင်ဗျဖူဖူနေမှာဒီဘက်လီဗီနာနဲ့ခါတဲ့ဆက်သက်กินလို့ရပါတယ်ခင်ဗျကဲဖူဖူပြီဆိုတော့စီလုံးမယ်စီရှဲလေးတင်မယ်ဆိုတင်မယ်ခင်ဗျစီတင်မှပိုกินရတာလဲပိုလွယ်ပိုတယ်ခင်ဗျဖြူကျွန်တော်နဲ့အုတ်ထားမှရတယ်ခင်ဗျဖြူကကျွန်တော်နဲ့မအုတ်ထားရင်ဖြူကပါဇက်လုံးဝမဟောက်ဘူးခင်ဗျပါဇက်မဟောက်ရင်ဆော့လဲတုံးလို့မရဘူးဆော့ရတာမဝင်ဘူးပေါ့ကျွန်တော်တို့ဆိုင်ရဲ့ဆော့ဆက်လေးတွေကတော့တရှင်လက်ဆံမှုနဲ့နူးညံ့ဤပြုံးပြီးပင်လေရတာကိုတကယ်ခံစားရစေမယ့်စီဖူပွဲလေးတွေပါခင်ဗျစကင်နေတော့ဆော့လုံးဝမတော့ဘူးခင်ဗျကျွန်တော်မကင်ရတဲ့ဆော့လုံးဝမတော့ဘူးကင်နေတော့လည်းလုံးဝမတော့ဘူးခင်ဗျကျွန်တော်တို့ကဆော့ကြက်ခါနေမှာတော့တယ်ခင်ဗျဆိုင်ရင်ဒီကဆော့တွေကတော့မတ်စတာဆော့နဲ့ကာလီဆော့နဲ့စပယ်ရှယ်ဆော့တွေပါခင်ဗျဒီဆော့တွေကဆိုင်ရင်လောချက်ရတာရှိဆုံးထူးခြားဆုံးဆော့တွေပါခင်ဗျမတ်စတာဆော့ကကင်းဖုန်းလေးပစုံလေးမှာတောက်ပါတယ်ခင်ဗျခူယူတွေမှာကျတော့ကားလေးဆော့တောက်ပါတယ်ခင်ဗျဆေးသုတ်တန်လေးနဲ့ဆော့ကိုနှိမ့်ပြီးတော့လိုက်တောက်ပါတယ်ခင်ဗျဆေးသုတ်တန်လေးဆော့တောက်ရတာတကယ်ရတာနှိမ့်သားတဲ့အထိချွတ်နေရလေခူယူရဲ့ကျူတွေကြားတဲ့အထိရတာဝင်အောင်ဆေးသုတ်တန်လေးရဲ့တခြားလေးသုံးမှရတာတကယ်နှိမ့်ဝင်ပါခင်ဗျကျွန်တော်ဆိုင်ရစားစားလေးရဈေးကြီးတော့တကယ် quality ကောင်းအောင်လဲလုပ်ပေးပါတယ်ခင်ဗျတန်ရှင်မှုရတာကောင်းမှုအဓိကအာမခံပါတယ်ခင်ဗျ share ပဲခင်ဗျကဲစကားပြောရင်းနဲ့ကင်လာတာဆိုရင်ခုစုံလေးကြက်ခါနေပြီခူယူဖြူရတဲ့ဇလုံးနဲ့မှောက်လာတာကြက်ပြီခူယူဖြူကြက်ပြီဆိုရင်ဆော့တော့ပါတယ်ခင်ဗျာကားလေးဆော့ပါခင်ဗျာကျွန်တော်တို့ဆိုင်ရ share quality amazing လုံးဝကောင်းတဲ့ secret ဆော့ပါခင်ဗျာဒီဆော့ကစုတ်တန်လေးတခြားတော့မှခူယူသားတဲ့နှိမ့်ဝင်ပါတယ်ခင်ဗျာ seafood တွေကြက်ပြီဆိုမှပစုံလေးကင်းမောင်းလေးခူယူတွေကြက်ပြီဆိုမှဆော့တော့ပါတယ်ခင်ဗျာမကြက်ခင်ဆော့တော့မယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုရင်မကြက်ခင်ဆော့တော့လိုက်ရင်သားတွေကထွက်လာတဲ့ရည်တွေကြောင့်ဆော့လေးကလုံးဝရတာပြည့်သွားနိုင်ပါတယ်ခင်ဗျခူးနန်းတွေပစုံနန်းတွေစီဖူးနန်းတွေကလုံးဝ amazing ကင်းရင်းနဲ့တော့ဗိတ်ဆာလာတယ်လို့ဖြစ်တယ်ခင်ဗျလုံးဝ share ကောင်းတဲ့ quality ကောင်းတဲ့ရတာအမခံတဲ့ပစုံခူးတွေပါခင်ဗျကျွန်တော်ကင်းနေတဲ့ barbecue kitchen ရဲ့တနေရာမှာမိတ်ဆွေရှိနေမယ်ဆိုရင်မိတ်ဆွေစီဒီစီဖူးနန်းလုံးဝကိုရောက်သွားစေမယ်ခင်ဗျပြောရင်ဆိုရင်ခူးတွေပစုံတွေကျက်လာပြီကျွန်တော်နေကပြမယ်ခင်ဗျအင်္ဂလိပ်လိုတော့ဒီခူးကိုစီရှဲလို့ခေါ်တယ်ခင်ဗျမြန်မာလိုတော့မသိဘူးကျွန်တော်ကဘယ်လိုမျိုးလို့မသိရကျွန်တော်တို့ရောက်မှလည်းမသိဘူးဒီကွေးလို့မျိုးဒါကင်းဖန်ကကြချွညိုလေးတန်းပြီးဘလို့စားချင်းစရာကောင်းလဲရှဲကိုရှဲဒီဖူရဲကျက်ပြီးပကံနဲ့ထဲမယ်တကောင်ချင်းစီစီထဲမှာလှပပထဲမှာအင်္ဂလိပ်ဆိုတဲ့ကောင်တွေရတယ်ရတာလည်းကောင်းဖို့လိုတယ်ပကံနဲ့ထဲတဲ့ခါကျရင်လည်းလှပပဖြစ်ဖို့လိုတယ်ခင်ဗျသူတို့ကစားတာတဲ့ဓာတ်ပုံရိပ်တာများတယ်ခင်ဗျသူတို့ဝယ်ရတဲ့ဈေးနဲ့တော့တန်အောင်လို့လုပ်ပေးရမှာပေါ့ Nice ဒီမှာ900ကျော်ဆိုရင်မြန်မာငွေနဲ့3000ကျော်လို့ရှိမှာပေါ့သူတို့တွေ့တော့ဝယ်မစားနိုင်ပါဘူးခင်ဗျသူတို့တွေ့တော့ဒါတွေကသူတို့တွေ့ဘာမှပြောပါလို့ပဲခင်ဗျဘတ်900ဆိုရင်ရတာလည်းအာမခံရှိတယ်လို့စားစက်တွေ share ဝန်ဆောင်မှုလည်းကျွန်တော်တို့ဆိုင်ရာဝိုက်တာတွေဝန်ဆောင်မှုလည်းရန်ကောင်းပါနေခင်ဗျစားစက်လည်းပြီးပြီအဲ့ဒါလည်းပေးဆောင်နေပြီဆိုတော့ကွတ်တီးပဲဗီဒီယိုလေးဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ like and follow လေးနှက်ခဲ့ပေးဖို့မေးပါနဲ့ခင်ဗျနောက်ထပ်ဗီဒီယိုတက်လေထားလာပါအောင်မယ်ခင်ဗျနောက်ဗီဒီယိုတက်တစ်ခုမှပြသွင်းမယ်ခင်ဗျ bye bye see you